ဟီဂျူကိုပွေ့ချီပြီးအိယာစီခေါ်သွားတဲ့အခါမှာတော့လီဝင်ကသူမဟာတကယ်တတိလစ်နေတာမဟုတ်ပဲဟန်ဆောင်နေမှန်းသိထားပြီးသားဖြစ်ပါတယ်။ဒါကြောင့်အိယာပေါ်ရောက်တဲ့အခါလီဝင်ကမျက်လုံးလှန်ပြီးဟီဂျူကိုအိယာပေါ်ရိုးရိုးလေးပစ်ချလိုက်ပါတယ်။ဟီဂျူကလည်းသူမရဲ့စိုးရိမ်ပူပန်မှုတွေကိုဖုံးကွယ်ဖို့ကြိုးစားနေပါတယ်။ဒါကိုမြင်တဲ့လီဝင်ကသူမကိုစိတ်အေးအေးထားဖို့ပြောပြီးနှစ်သိမ့်ပေးလိုက်ပါတယ်။ဒီကိစ္စကိုပိုပြီးကြီးမားတဲ့ပြဿနာတစ်ခုဖြစ်မဖြစ်လာအောင်ထိမ့်သိမ်းထားချင်တာကြောင့်မင်းသမီးကြီးအနေနဲ့အခုချိန်မှာတော့ဟီဂျူကိုဆက်ပြီးအေးအေးယူနိုင်မှာမဟုတ်ဘူးလို့လီဝင်ကယုံကြည်နေပါတယ်။အဲ့ဒီစကားကိုကြားပြီးဟီဂျူကနည်းနည်းတော့အားရသွားပါတယ်။သူမကလည်းတကယ်ပဲကျမဘက်မှာရက်တီပေးခဲ့တာပဲဆိုတဲ့ပုံစံနဲ့အနှဲငယ်ကုန်ယူတယ်လို့ပြောလိုက်ပါတယ်။ဟီဂျူထင်ထားတဲ့အတိုင်းပဲနန်းတော်ထဲမှာတော့လူတိုင်းကဒီကိစ္စအကြောင်းအချင်းချင်းတီးတိုးပြောဆိုနေကြပါပြီ။လီဝင်ကဟီဂျူကိုပွေ့ချီသွားခဲ့တဲ့သတင်းကလည်းနန်းတော်တစ်ခုလုံးမှာတော်မီလိုပြန့်နှံ့သွားပြီးသူတို့နှစ်ယောက်ရဲ့အခြေအနေနဲ့ပတ်သက်တဲ့ကောလာဟလတွေကပိုပြီးပြင်းထန်လာပါတယ်။အခက်အခဲတွေကိုဖြေရှင်းပြီးတဲ့နောက်မှာတော့ဟီဂျူကလီဝင်ရဲ့တီးတက်နေအိမ်ကိုဘေးကင်းကင်းနဲ့ပြန်ရောက်လာပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့အခြေအနေကောလာဟလကိုပိုပြီးအရှိန်မြင့်ကျင်သေးတာကြောင့်ဟီဂျူကညနေပိုင်းမှာနန်းတော်တကားဝအထိကားမောင်းသွားလိုက်ပါတယ်။အဲ့ဒီအချိန်မှာတော့အံ့ဩစရာမြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်။မင်းသားလီဝင်ကိုယ်တိုင်နန်းတော်နေရန်ကိုကြော်တက်လာနေတာပါ။ဟီဂျူကလည်းခုံလေးတစ်ခုပေါ်မှာမတ်တက်ရက်ပြီးနေရန်ကိုမိကလီဝင်အတွက်သူမအိတ်မပြောတဲ့အခါတောက်လေးရှိတဲ့အိတ်ပျော်စေတဲ့လက်ဖက်ရည်နဲ့နေ့စဉ်တောက်ရတဲ့အားဆေးတွေအားလုံးကိုထုတ်ပေးလိုက်ပါတယ်။ချစ်စရာကောင်းနေတဲ့ဟီဂျူကိုကြည့်ရင်ကိုမင်းသားအတွက်အရန်သုံးဝင်တဲ့အဖော်ကောင်းတစ်ယောက်လို့ထင်နေတဲ့ဟီဂျူရဲ့ပုံစံကိုမြင်တော့လီဝင်ကမနေနိုင်တော့ပဲသူမရဲ့ပါနှစ်ဖက်ကိုလက်နဲ့အသားရကင်လိုက်ပါတယ်။ပြီးတော့စကားတခုမှမပြောဘဲဒီထူးခြားတဲ့ဟီဂျူကိုနမ်းလိုက်ပါတယ်။ဒီတစ်ချိန်မှာတော့လီဝင်ကိုယ်တိုင်တော့မထိန်နိုင်တော့ပါဘူး။အစကဟန်ဆောင်ထားခဲ့တဲ့အခြေအေးကအခုတော့တကယ်အခြေအေးတစ်ခုလိုဖြစ်လာပြီးလီဝင်ကဟီဂျူကိုတကယ်နမ်းလိုက်တာပါ။ဟီဂျူကအံ့အားသင့်ပြီးဘာလို့ရမှန်းမသိဖြစ်နေချိန်မှာလီဝင်ကသူ့မနာကိုကပ်ပြီးတိုးတိုးလေးပြောလိုက်ပါတယ်။တယောက်ယောက်ကကျွန်တော်တို့ကိုလှုပ်ဝက်ပြီးဓာတ်ပုံရိုက်နေတယ်။အဲ့ဒီစကားကိုကြားတာနဲ့ဟီဂျူကချက်ချင်းနားလည်သွားပါတယ်။ဒါနဲ့ဓာတ်ပုံရိုက်နေတဲ့သူကသူတို့နှစ်ယောက်ကိုပိုကောင်းတဲ့ထောင်ကနေရိုက်နိုင်အောင်ဟီဂျူကသူမရဲ့နှကမ်းပေါ်ကိုတမင်တကာပေါင်တာအနှဲငယ်လိမ့်လိုက်ပါတယ်။ပြီးတော့နောက်တစ်ချိန်ထပ်နှမ်းနိုင်အောင်ပြင်ဆင်လိုက်ပါတယ်။နောက်တစ်နေ့ရောက်တဲ့အခါမှာတော့သူတို့နှစ်ယောက်ညတကောင်မှာလှုပ်ဝက်တွေ့ဆုံခဲ့ကြတဲ့သတင်းကတနိုင်ငံလုံးမှာလူစိတ်ဝင်စားမှုအများဆုံးသတင်းတစ်ခုဖြစ်လာပါတယ်။နန်းတွေအမှုထမ်းတွေကြားမှာလည်းဒီအကြောင်းကိုတီးတိုးပြောဆိုနေကြပါတော့တယ်။ဒီအခြေအနေကြောင့်တော်ဝင်မိသားစုကအရေးပေါ်အစည်းအဝေးတစ်ခုခေါ်ယူလိုက်ပါတယ်။လီဝင်ကတော့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုတော်ဝင်မိသားစုဘက်ကချက်ချင်းတရားဝင်အတိအမှတ်ပြုကြောင်းကြေညာတင်တယ်လို့ယုံကြည်နေပါတယ်။ဒါပေမဲ့တော်ဝင်အရာရှိတချို့ကတော့ဒီအကြံကိုပြင်းပြင်းထန်ထန်ကန့်ကွက်ကြပါတယ်။သူတို့ရဲ့အမြင်မှာဟီဂျူဟာတာမန်ရက်သူတယောက်သာဖြစ်တယ်လို့တရားဝင်မိသားစုကမွေးဖွားလာတဲ့သမီးမဟုတ်တာကြောင့်မင်းသားနဲ့မတင်တော်ဘူးယူဆကြပါတယ်။ဒါပေမဲ့ဝန်ကြီးချုပ်ဂျန်ဝူကတော့လီဝင်ဘက်ကရက်တီပေးလိုက်ပါတယ်။ဂျန်ဝူကလည်းသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုတစ်ကမ္ဘာလုံးသိအောင်ကြေညာတင်တယ်ယူဆထားပါတယ်။ဒါပေမဲ့အဲ့ဒီကြေညာချက်ကိုပျော်ရွှင်စရာသတင်းတစ်ခုအဖြစ်ထုတ်ပြန်မှာမဟုတ်ပဲအရှုပ်တော်ပုံတစ်ခုအဖြစ်ထုတ်ပြန်ဖို့စီစဉ်လိုက်ပါတယ်။ဒါအပြင်မင်းသားလီဝင်ဘက်ကလည်းသူတို့နှစ်ယောက်ဟာလက်ရှိမှာချစ်သူတွေဖြစ်နေကြတာဖြစ်ပြီးလက်ထပ်ဖို့အစီအစဉ်မရှိသေးကြောင်းကြေညာချက်ထဲမှာရှင်းရှင်းလင်းလင်းထည့်သွင်းဖော်ပြရမယ်လို့သတ်မှတ်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲဂျန်ဝူကနောက်တစ်ဆင့်အနေနဲ့အလျှော့ပေးတယ်လို့ဟန်ဆောင်ပြီးအစီအစဉ်တစ်ခုချမှတ်လိုက်ပါတယ်။သူကဟီဂျူကိုလီဝင်ရဲ့တီးတက်နေအိမ်မှာဆက်လက်နေထိုင်ခွင့်ပြုလိုက်ပါတယ်။ဒါပေမဲ့လီဝင်ကတော့တီးတက်နေအိမ်မှာဆက်နေခွင့်မရှိတော့ဘဲနန်းတော်ကိုပြန်သွားပြီးနေထိုင်ရမယ်တောင်းဆိုလိုက်ပါတယ်။ရွေးချယ်စရာတွေကိုအကျိုးအမြတ်နဲ့အားနည်းချက်တွေချိန်ဆပြီးတဲ့နောက်မှာတော့တော်ဝင်မိသားစုကနောက်ဆုံးအနေနဲ့မင်းသားလီဝင်နဲ့ဟီဂျူတို့ရဲ့ဆက်ဆံရေးကိုတရားဝင်အတိအမှတ်ပြုကြောင်းကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာလက်ထပ်ဖို့ရည်ရွယ်ထားတဲ့အခြေအနေမျိုးမဟုတ်ကြောင်းလည်းကြေညာချက်ထဲမှာတပါးတည်းဖော်ပြထားပါတယ်။တော်ဝင်မိသားစုရဲ့ပြောရေးဆိုခွင့်ရှိသူကလည်းဒီကြေညာချက်ကိုထပ်မံရှင်းပြလိုက်ပါတယ်။သူတို့နှစ်ယောက်လက်ထပ်နိုင်မဲ့အလားအလာကအလွန်နှဲပါကြောင်းဘာကြောင့်လဲဆိုတော့တော်ဝင်မိသားစုဟာသွေးဆက်မျိုးရိုးနဲ့ပတ်သက်လာရင်အလွန်တင်းကျပ်ပြီးတာမန်အရက်သူတယောက်ကိုတော်ဝင်မိသားစုတဲ့လက်ထပ်ဝင်လာခွင့်ဘယ်တော့မှလက်ခံမှာမဟုတ်ကြောင်းရှင်းပြလိုက်ပါတယ်။တစ်ဖက်မှာတော့ဟီဂျူကသတင်းစာထဲမှာသူမနဲ့လီဝင်တို့နန်းနေကြတဲ့လှုပ်ဝက်ဓာတ်ပုံကိုတွေ့လိုက်ရပါတယ်။ဓာတ်ပုံကိုကြည့်ရင်ဟီဂျူကဒေါသထွက်နေပါတယ်။အကြောင်းကတော့မနေ့ညကလီဝင်ကသူမကိုနောက်တစ်ချိန်ထပ်မနှမ်းခဲ့တာကိုမကျေနပ်တာပါ။ဒါတွေမကသေးပဲဓာတ်ပုံရိုက်ထားတဲ့ထောင်ကလည်းတိတ်မကောင်းတာကြောင့်သူတို့နှစ်ယောက်ဟာချစ်သူတွေထက်မူလာတန်းကျောင်းကကလေးလေးတွေတယောက်နဲ့တယောက်နန်းကျင်အောင်ဆောင်ပြီးကစားနေတယ်လို့ဖြစ်နေတယ်လို့ဟီဂျူကစိတ်တူစွာညှိညူလိုက်ပါတယ်။လူထုရဲ့အမြင်ကိုလှည့်စားထိန်းချုပ်တတ်တဲ့ဟီဂျူကတော့အ ਨੇ ဆုံးသူတို့နှစ်ယောက်ကိုစားတောက်ဆိုင်တစ်ဆိုင်မှာချိန်တွေ့နေတဲ့ပုံမျိုးရိုက်ထားတင်တယ်လို့တွေးလိုက်ပါတယ်။သတင်းကောင်းစင်ကတော့မင်းသားလီဝင်ကိုဝင်ကြောင့်ဟီဂျူနဲ့လက်ထပ်တော့မယ်ဆိုရင်အကောင်းဆုံးဖြစ်မယ်လို့စဉ်းစားလိုက်ပါတယ်။ဒီလိုတပ်ပုံမျိုးကဆွဲဆောင်မှုရှိပြီးနည်းနည်းရှက်မဲ့တဲ့ပုံစံလေးဖြစ်တာကြောင့်လူတွေရဲ့စိတ်ဝင်စားမှုကိုအများကြီးရနိုင်မယ်လို့ဟီဂျူကတွေးခဲ့ပါတယ်။အဲ့ဒီအကြောင်းကိုပြောနေတဲ့အချိန်မှာဟီဂျူကနှုတ်ခမ်းကိုရှာနဲ့အသားလေးတက်လိုက်ပါတယ်။ခဏတာအတွင်းမှာတော့လီဝင်ဟာဟီဂျူရဲ့အမူအရာကြောင့်အာယုံဆိုင်မိသွားပါတယ်။သူ့ရဲ့လက်ချောင်းကတော့မတိမတာလှုပ်ရှားသွားခဲ့ပါတယ်။အခွင့်အရေးကောင်းရပြီဆိုတာသိတဲ့ဟီဂျူကလည်းချက်ချင်းအရှိန်မြင့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကျမနဲ့အတူတနေရာကိုလိုက်ခဲ့မလားအရာအလုံးကိုမြ мян ဆန်းဆန်းဖြစ်အောင်လုပ်ကြရအောင်။ဟီဂျူရဲ့စကားကြောင့်လီဝင်ဟာခဏတာစိတ်လှုပ်ရှားသွားပြီးမတိမတာအကြည့်လွှဲလိုက်ပါတယ်။နောက်ပိုင်းမှာတော့သူတို့နှစ်ယောက်ဟာတီးတက်နေအိမ်ကိုရောက်လာကြပါတယ်။အဲ့ဒီမှာအိမ်ထင်းကဟီဂျူရဲ့စပင်နဲ့မိတ်ကပ်ကိုပြင်ဆင်ပေးနေပါတယ်။တယောက်တည်းရှိတဲ့အချိန်မှာတော့လီဝင်ကဟီဂျူကိုမင်းသမီးဒိုင်ယာနာနဲ့နှိုင်းယှဉ်မိပါတယ်။နောက်ဆုံးမှာတော့ဘရင်မကြီးရဲ့ဆန္ဒအတိုင်းလိုက်လုံးမဲ့အစားဟီဂျူနဲ့အတူသူတို့နှစ်ယောက်ရဲ့အခြေအေးကိုလူအများအာရုံစိုက်နေအောင်ဆက်လက်ထိန်းသိမ်းသွားဖို့လီဝင်ကဆုံးဖြတ်လိုက်ပါတယ်။ခဏအကြာမှာတော့ဟီဂျူဟာစပင်ကိုတက်တက်ရက်ရက်စီးထားပြီးလှပတဲ့ဝတ်စုံနဲ့လီဝင်ရှိကိုရောက်လာပါတယ်။အဲ့ဒီအချိန်မှာလီဝင်ရဲ့အကြည့်ကဟီဂျူပေါ်မှာရက်တန်သွားပြီးခဏတာအသက်ရှူဖို့တောင်မေးသွားတယ်လို့ဖြစ်နေပါတယ်။ဒါပေမဲ့ဟီဂျူကသူ့အနားကိုရောက်လာတဲ့အခါလီဝင်ကတမင်တကာအဲ့ဒီဝတ်စုံကမလှဘူးလို့ပြောလိုက်ပါတယ်။ပြီးတော့ဟီဂျူကိုမင်းသမီးယောဂရှိတဲ့မိန်းကလေးမျိုးနဲ့တူတယ်ဆိုပြီးစနောက်လိုက်ပါတယ်။အဲ့ဒါကြောင့်ဟီဂျူကလည်းချက်ချင်းအဝတ်အစားပြောင်းပြီးဂျင်းပေါင်းပြီးနဲ့ကင်းပတ်ဖက်နှက်တွေဝတ်ဆင်လိုက်ပါတယ်
ဒီတစ်ခါတော့ဟီဂျူဟာပေါ်ပါတော့လက်ပြီးချစ်စရာကောင်းတဲ့ပုံစံနဲ့ပေါ်လာတာကြောင့်လီဝင်ဟာထပ်ပြီးအံ့အားသင့်သွားပါတယ်နောက်ဆုံးမှာတော့လီဝင်ကဟီဂျူကိုသူ့လက်မောင်းကိုကင်ခွင့်ပေးလိုက်ပါတယ်ကားပေါ်ရောက်တဲ့အခါမှာလည်းဟီဂျူကသူ့ဆံပင်ကိုအဆက်မပြတ်ပြင်းနေပြီးလက်ထဲမှာကင်ထားတဲ့မှန်လေးကိုလီဝင်ကိုကင်ပေးဖို့တောင်းလိုက်ပါတယ်လီဝင်ကလည်းဘာမှမပြောဘဲမှန်လေးကိုနာခံစွာကင်ပေးနေပြီးဟီဂျူကတော့သူ့ဘေးမှာထိုင်ရင်းကိုရုပ်ရည်ကိုအလုရှုံနေပါတယ်သူတို့နှစ်ယောက်သွားမယ့်နေရာကတော့ဘေ့စ်ဘောပွဲကြည့်ဖို့ဖြစ်ပါတယ်အဲ့ဒီကိုရောက်တဲ့အခါဟီဂျူကသူ့အားပေးတဲ့အသင်းရဲ့ပရိသတ်ဝတ်စုံကိုပြောင်းဝတ်လိုက်ပါတယ်ပြီးတော့လီဝင်ကိုလည်းသူနဲ့အယောင်တူဝတ်စုံဝတ်စေပြီးနှစ်ယောက်တူစုံတွဲဝတ်စုံပုံစံဖြစ်စေချင်နေပါတယ်အတွင်းရေးမှုချွဲကတော့တားမြစ်လိုက်ပါတယ်တော်ဝင်မိသားစုဝင်တွေဟာအားကစားပွဲတွေမှာအလွတ်သဘောပါဝင်တာမျိုးကိုယ့်ရဲ့ကိုယ်ပိုင်အမြင်တွေကိုလူသိရှင်ကြားထုတ်ဖော်ပြောဆိုတာမျိုးမလုပ်သင့်ဘူးလို့ရှင်းပြလိုက်ပါတယ်အဲ့ဒီအချိန်မှာတော့ဘေ့စ်ဘောပွဲကစတင်နေပြီဖြစ်ပြီးဂျောင်ဟူးကအသင်းရဲ့အဓိကအိုးပြသမားဖြစ်ပါဝင်ကစားနေပါတယ်ဟီဂျူကလည်းဂျောင်ဟူးကိုအားပေးရင်းအတန်ကြဲကြဲနဲ့အော်ဟစ်အားပေးနေပါတယ်ပွဲခဏနားတဲ့အချိန်မှာတော့ဂျောင်ဟူးကဟီဂျူရဲ့ဘေးမှာလာထိုင်လိုက်ပါတယ်ဂျောင်ဟူးရောက်လာတာကိုမြင်တဲ့အခါလီဝင်ကမနာလိုဖြစ်သွားပြီးမကျေနပ်တဲ့အရေးအယောင်ကိုမဖုံးနိုင်တော့ပါဘူးအဲ့ဒီအချိန်မှာပဲကွင်းထဲကမျက်နှာပြင်ကြီးပေါ်မှာလီဝင်နဲ့ဟီဂျူတို့နှစ်ယောက်ရဲ့ပုံပေါ်လာပါတယ်ပရိသတ်တွေကလည်းသူတို့နှစ်ယောက်ကိုအားပေးရင်းအဲ့ဒီနေရာမှာပဲနမ်းကြဖို့အော်ဟစ်တောင်းဆိုလာကြပါတယ်လီဝင်ကဟီဂျူရဲ့နာနာကိုကပ်ပြီးငါတို့အချိန်နဲ့မြင့်လိုက်ကြမလားပြောလိုက်ပါတယ်ဟီဂျူကရှက်သွားတဲ့မျက်နှာကိုဖုံးကွယ်ဖို့ကြိုးစားရင်းကင်မရာရှေ့မှာသူ့ဖုန်းကိုထောင်ပြလိုက်ပါတယ်ဖုန်းမျက်နှာပြင်ပေါ်မှာတော့ကျင့်ဝတ်ကိုထိမ့်သိမ်းကြရအောင်ဆိုတဲ့စာကိုစာလုံးကြီးကြီးနဲ့ရေးပြထားပါတယ်ပွဲပြီးသွားတဲ့အခါဂျောင်ဟူးကဟီဂျူကိုနေ့လည်စာတူစားဖို့ဖိတ်လိုက်ပါတယ်ဒါကိုမြင်တဲ့လီဝင်ကမနာလိုဖြစ်သွားပြီးသူလည်းအတူလိုက်မယ်ဆိုပြီးအတင်းလိုက်လာပါတယ်မထွက်ခင်မှာတော့လီဝင်ကဂျောင်ဟူးကိုမတိမတာစကားထိုးလိုက်ပါသေးတယ်ဒီနေ့မင်းမအားဘူးလားဂျောင်ဟူးနောက်ဆုံးမှာတော့သူတို့၃ယောက်အတူတူထိုင်ပြီးနေ့လည်စာစားဖို့ပြင်ဆင်လိုက်ကြပါတယ်ဒါပေမဲ့လီဝင်ကတော့တစ်ချိန်လုံးတူကင်ပြီးအစားအစာယူဖို့ကိုတမင်တကာအချိန်ဆွဲနေပါတော့တဲ့အဲ့ဒီအချိန်ကြာမှဟီဂျူကတော်ဝင်မိသားစုဝင်တစ်ယောက်ဖြစ်တဲ့လီဝင်ဟာအပြင်မှာအလွတ်သဘောနဲ့စားတောက်လို့မရဘူးဆိုတာသိလိုက်ပါတယ်အစာစိတ်တင်မှာဆိုတာကြောင့်ငါးစိမ့်လိုအစားအစာတွေနဲ့လမ်းဘေးအစားအစာတွေကိုလည်းစားခွင့်မရှိပါဘူးဟီဂျူကလည်းမနေနိုင်ပဲဒီလိုဘဝမျိုးကအရန်ပြင်းစရာကောင်းတာပဲဆိုပြီးတက်ပြင်းချလိုက်ပါတယ်အဲ့ဒီအခွင့်အရေးကိုဂျောင်ဟူးကအမိအယအသုံးချပြီးအဲ့ဒါကြောင့်ပဲဟီဂျူကမင်းသားနဲ့လက်မထက်တင်တာဆိုပြီးထပ်ပြောလိုက်ပါတယ်ဒါပေမဲ့ဂျောင်ဟူးရဲ့စကားဆုံးသွားတာနဲ့လီဝင်ကမမျှော်လင့်ပဲငါးစိမ့်တုံးကိုကိုယ်တိုင်ယူပြီးဟီဂျူရဲ့ပစံနာကိုတင်ပေးလိုက်ပါတယ်ပြီးတော့ငါနဲ့လက်မထက်ခင်အခုကလေးကမြ мяစားထားပြောလိုက်ပါတယ်တစ်ဖက်မှာတော့ဟီဂျူကမင်းသားလီဝင်ကိုဘေ့စ်ဘောကွင်းနဲ့ငါးစိမ့်စားတောက်ဆိုင်ကိုခေါ်သွားခဲ့တယ်ဆိုတာသိသွားတဲ့တီးတက်နေအိမ်ကချွဲနှန်းတွင်အမျိုးသမီးကြီးကဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်သူကိုယ်တိုင်ဟီဂျူကိုစီကန်းတင်ပေးပြီးတော်ဝင်မိသားစုရဲ့စီးမြင့်စီကန်းတွေကိုအမြန်ဆုံးနားလည်တတ်အောင်လေ့ကျင့်ပေးသွားမယ်လို့ဆုံးဖြတ်လိုက်တာပါအဲ့ဒီအကြောင်းကိုလီဝင်ကဟီဂျူစီဖုန်းဆက်ပြီးရှင်းပြလိုက်ပါတယ်ဒါပေမဲ့ဟီဂျူကတော့လုံးဝဖိအားမရှိပဲချွဲနှန်းတွင်အမျိုးသမီးကြီးရဲ့တင်ကန်းစာတွေကိုတိတိကျကျတက်ရောက်သွားမယ်လို့သဘောတူလိုက်ပါတယ်ဒီနေ့မှာတော့ဟီဂျူကအလုပ်ကိစ္စတွေကိုကင်တွယ်ဖို့သူ့အဖွဲ့စီပြန်ရောက်လာပါတယ်အဲ့ဒီအချိန်မှာသူ့ရဲ့အတွင်းရေးမှူးကရုတ်တရက်မေးလိုက်ပါတယ်မင်းသားရဲ့အနမ်းပေးတဲ့စွမ်းရည်ကဘယ်လိုလဲဟီဂျူကရုတ်တရက်အဆက်ကြောက်ဖြစ်သွားပြီးဘာမှမဖြစ်ခဲ့တယ်လို့ရှင်းပြဖို့ကြိုးစားလိုက်ပါတယ်သူကလည်းကလေးမဟုတ်တော့တာကြောင့်အနမ်းတစ်ခါလောက်နဲ့ရှက်ပြီးရင်ခုန်နေမဲ့မင်းကလေးမျိုးမဟုတ်ဘူးဆိုပြီးအကြောင်းပြလိုက်ပါတယ်အတွင်းရေးမှူးကမင်းသားလီဝင်ဟာတစ်သက်လုံးအခြေရေးကိစ္စတွေမှာတယောက်တည်းဖြစ်ခဲ့တယ်လို့လူတွေပြောကြကြောင်းဖွင့်ပြောလိုက်ပါတယ်ဟီဂျူနဲ့မတွေ့ခင်အထိမင်းသားလီဝင်နဲ့ပတ်သက်ပြီးအရှုပ်ရှင်းတစ်ခုမှမရှိခဲ့ဘူးလို့လည်းသိရပါတယ်ဟီဂျူကခဏတာငြိမ်သက်သွားပါတယ်တကယ်ပဲလီဝင်ဟာတစ်သက်လုံးချစ်သူမရှိခဲ့ဘူးဆိုရင်တော့အရင်ကအတွေ့အကြုံမရှိဘဲနဲ့တောင်လီဝင်ရဲ့အနမ်းပေးတဲ့စွမ်းရည်ကတော်တော်ကောင်းတယ်လို့ဟီဂျူကတွေးလိုက်ပါတယ်ညဘက်အလုပ်တွေပြီးဆုံးတဲ့အခါဟီဂျူကမင်းသားရဲ့တီးတက်နေအိမ်ကိုပြန်ရောက်လာပါတယ်ဒါပေမဲ့မမျှော်လင့်ထားပဲချွဲနှန်းတွင်အမျိုးသမီးကြီးကတင်းမာတဲ့မျက်နှာနဲ့ရုတ်တရက်ပေါ်လာပြီးဟီဂျူကိုစီကန်းတင်းကျပ်စွာတင် जाပေးဖို့အသင့်ဖြစ်နေပါတယ်ဟီဂျူကလည်းနာခံစွာနဲ့ထိုင်ကုန်ပေါ်မှာထိုင်လိုက်ပါတယ်ချွဲနှန်းတွင်အမျိုးသမီးကြီးကဟီဂျူကိုစကားတခွန်းကိုနှစ်ခါပြန်မပြောဖို့စကားဆုံးကိုလည်းဆွဲပြီးမပြောဖို့တင်ပေးပါတယ်အဲ့ဒီလိုအရာတွေကတော့ဟီဂျူအတွက်အရေးမကြီးတယ်လို့ထင်ရပါတယ်အဲ့ဒီနောက်ချွဲနှန်းတွင်အမျိုးသမီးကြီးကဟီဂျူရဲ့မတ်တက်ရက်ပုံလမ်းလျှောက်ပုံတွေကိုပါလေ့ကျင့်ပေးပါတော့တယ်ချွဲနှန်းတွင်အမျိုးသမီးကြီးကသူ့ရဲ့စီကန်းတင် जाမှုတွေအောင်မြင်နေပြီလို့ထင်နေပါတယ်ဒါပေမဲ့ခဏအကြာမှာပဲဟီဂျူကအခြေအနေကိုပြောင်းပြန်လှန်ပစ်လိုက်ပါတယ်အဲ့ဒီအစားဟီဂျူကချွဲနှန်းတွင်အမျိုးသမီးကြီးကိုပီလက်တီစ်လေ့ကျင့်တဲ့အနေအထားတွေပြန်တင်ပေးနေပါတော့တယ်အဲ့ဒီအချိန်မှာပဲလီဝင်ရောက်လာပါတယ်လီဝင်ကိုမြင်တာနဲ့ဟီဂျူကချက်ချင်းသူ့စီပြေးသွားပြီးလီဝင်ရဲ့ရင်ခွင်ထဲကိုချစ်စနိုးနဲ့ဝင်ကပ်လိုက်ပါတယ်လီဝင်ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးမလွတ်ချင်တယ်လို့ဟန်ဆောင်နေပါတယ်ဒါပေမဲ့တကယ်တော့လီဝင်ရဲ့နာနာကိုကပ်ပြီးချွဲနှန်းတွင်အမျိုးသမီးကြီးကိုအမြန်ပြန်ခေါ်သွားပေးဖို့တိုးတိုးလေးအကူအညီတောင်းနေခဲ့တာပါချွဲနှန်းတွင်အမျိုးသမီးကြီးကမင်းသားကိုနန်းတော်တကားမပိတ်ခင်နန်းတော်ကိုပြန်လာဖို့တတိပေးလိုက်ပါတယ်ဒါပေမဲ့ဟီဂျူကတော့အပျော်သဘောနဲ့မင်းသားကိုတင်းတင်းကြပ်ကြပ်ဖတ်တွေ့ထားပါတယ်အဲ့ဒီအချိန်မှာလီဝင်ကအမိန့်ပေးလိုက်ပါတယ်ချွဲနှန်းတွင်အမျိုးသမီးကြီးအနေနဲ့သူနဲ့အတူနန်းတော်ကိုပြန်သွားဖို့ဖြစ်ပါတယ်ဒါပေမဲ့နောက်တနေ့မှာတော့ချွဲနှန်းတွင်အမျိုးသမီးကြီးကမပင်မပန်းနဲ့တီးတက်နေအိမ်ကိုပြန်ရောက်လာပြီးဟီဂျူအတွက်တော်ဝင်စီကန်းတင် जाမှုကိုထပ်ပြီးစတင်လိုက်ပါတယ်ဒီနေ့တင်ကန်းစာကတော့တော်ဝင်အတုပခန္ဓာအကြောင်းဖြစ်ပါတယ်ဟီဂျူကတော်ဝင်မိသားစုရဲ့နောက်ဆုံးအကြိမ်လူထုရှိမှာအတုပခန္ဓာကျင်းပခဲ့တာဟာအလွန်ကြာမြင့်နေပြီဆိုတာသိလိုက်ရပါတယ်အကြောင်းရင်းကတော့လွန်ခဲ့တဲ့နှစ်တွေတုန်းကမင်းသားရဲ့မိခင်ဖခင်နဲ့အကိုတို့ဟာတယောက်ပြီးတယောက်ဆုံးပါသွားခဲ့ကြတာကြောင့်ဖြစ်ပါတယ်အဖြစ်ဆိုးတွေဆက်တိုက်ဖြစ်ပွားခဲ့တာများလို့တဲ့အတွက်တော်ဝင်မိသားစုကနောက်ပိုင်းမှာလူထုရှိအတုပအခမ်းအနားတွေမကျင်းပတော့ဖို့ဆုံးဖြတ်ခဲ့တာပါဟီဂျူကလည်းဝမ်းနဲ့တလူဟန်ဆောင်ပြီးမျက်ရည်တုပ်ပြရင်ခဏတစ်ဖြုတ်တယောက်တည်းနေခွင့်တောင်းလိုက်ပါတယ်တယောက်တည်းရှိတဲ့အချိန်မှာတော့ဟီဂျူကအရင်ကသတင်းဆောင်ပါတွေကိုရှာဖွေဖတ်ရှုလိုက်ပါတယ်အဲ့ဒီမှာမင်းသားရဲ့မိဘတွေနဲ့အကိုဖြစ်သူတို့ဟာတဘာဝအတိုင်းတည်ဆုံးခဲ့တာမဟုတ်ပဲမတင်ကားစရာတည်ဆုံးမှုတွေဖြစ်ခဲ့ကြောင်းသိလိုက်ရပါတယ်
ခဏတာဟီဂျူရဲ့မျက်နှာကတင်းမာသွားပါတယ်လီဝင်ရဲ့ရင်ထဲမှာဘသူ့ကိုမှမပြောပြထားတဲ့နာကျင်မှုနဲ့မငြိမ်မသက်ဖြစ်မှုတွေနဲ့နဲ့ရှိုင်းရှိနေတယ်ဆိုတာဟီဂျူသဘောပေါက်လိုက်ပါတယ်အဲ့ဒီအကြောင်းကိုတွေးရင်ဟီဂျူကလီဝင်စီဖုန်းခေါ်လိုက်ပေမဲ့ဘသူမှဖုန်းမကင်ခဲ့ပါဘူးအဲ့ဒီအချိန်မှာတော့လီဝင်ဟာဘယင်မကြီးနဲ့တွေ့ဆုံစကားပြောနေခဲ့တာပါဘယင်မကြီးကလီဝင်နဲ့မင်းမျိုးမင်းတွေအထက်တန်းစားအတိုင်းဝိုင်းကအမျိုးသမီးတစ်ယောက်ကိုမိတ်ဆက်ပေးလိုက်ပါတယ်ပြီးတော့ဘယင်မကြီးကနေမကောင်းဖြစ်နေတယ်ဆိုပြီးဟန်ဆောင်ကနောက်တစ်နေ့မှာအဲ့ဒီအမျိုးသမီးနဲ့အတူပွဲတစ်ခုတက်ပြီးညစာစားပေးဖို့လီဝင်ကိုတောင်းဆိုလိုက်ပါတယ်လီဝင်ကတော့အခြေအနေကိုချက်ချင်းသဘောပေါက်ပြီးပြက်ပြက်တတမေးလိုက်ပါတယ်ဘယင်မကြီးရဲ့ယောဂကဘာယောဂလဲဆိုတာအမှုထမ်းတွေကိုမေးလိုက်တာပါအမှုထမ်းတွေကအဖြေမပေးနိုင်ပဲအထစ်ထစ်အငေါငေါဖြစ်နေချိန်မှာလီဝင်ကအဲ့ဒီအခွင့်အရေးကိုအသုံးချပြီးအမိန့်တစ်ခုထုတ်လိုက်ပါတယ်တော်ဝင်ဆရာဝန်တွေဟာဘယင်မကြီးရဲ့ကျန်းမာရေးအခြေအနေကိုနေ့တိုင်းစောင့်ကြည့်စစ်ဆေးရမယ်ပြီးတော့ဘယင်မကြီးအနေနဲ့လည်းဧည့်သည်လက်ခံတွေ့ဆုံခွင့်မရှိဘူးလို့အမိန့်ပေးလိုက်ပါတယ်တစ်ဖက်မှာတော့လီဝင်ကအတွင်းရေးမှုချွဲကိုအဲ့ဒီအမျိုးသမီးအကြောင်းစုံစမ်းဖို့တီးတက်အမိန့်ပေးလိုက်ပါတယ်ကိုရန်သူကဘသူလဲဆိုတာအရင်သိထားဖို့လိုအပ်တာကြောင့်ဖြစ်ပါတယ်တော်ဝင်ကိစ္စတွေအားလုံးပြီးဆုံးသွားတဲ့အခါလီဝင်ကဟီဂျူရဲ့ဖုန်းကိုပြန်ခေါ်လိုက်ပါတယ်ဟီဂျူကလည်းသူဟာလီဝင်ဘက်မှာအမျက်ရှိနေမယ်ဆိုတာမတိမတာပြောပြလိုက်ပါတယ်လင်မယားဆိုတာတကိုယ်တည်းလိုပါပဲရှင်ကဘလို့အောင်မြင်မှုမျိုးကိုရယူချင်းချင်းကျမကတော့အခိုင်အမာအားပေးသွားမယ်ဟီဂျူရဲ့စကားကိုကြားတဲ့အခါလီဝင်ကနူးညံ့စွာပြုံးလိုက်ပါတယ်ဒီနှစ်တွေအတွင်းမှာသူ့ရဲ့ရည်မှန်းချက်တွေကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့အားပေးခဲ့တဲ့ပထမဆုံးလူကဟီဂျူပဲဖြစ်ခဲ့ပါတယ်အဲ့ဒီအကြောင်းကိုတွေးမိပြီးလီဝင်ကဂျောင်ဝူရဲ့တောင်းဆိုမှုတွေကိုလစ်လူရှုကအဲ့ဒီညမှာပဲတီးတက်နေအိမ်ကိုပြန်ပြီးဟီဂျူကိုတွေ့ဖို့ဆုံးဖြတ်လိုက်ပါတယ်တီးတက်နေအိမ်ထဲမှာတော့ချွဲနှန်းတွင်းအမျိုးသမီးကြီးကဟီဂျူကိုစီကန်းတင်ကြားနေစေပါဒီတစ်ခါမှာတော့ဟီဂျူရဲ့ခေါင်းပေါ်မှာကျွေးပန်းကန်တစ်လုံးတင်ပေးပြီးအဲ့ဒါမကြအောင်ဟန်ချက်ညီညီနဲ့လမ်းလျှောက်လေးကျင့်ခိုင်းနေပါတယ်ဟီဂျူကလည်းအပြုံးတူတစ်ခုနဲ့အတက်နိုင်ဆုံးတတိထားပြီးလမ်းလျှောက်နေပါတယ်အဲ့ဒီအချိန်မှာပဲလူငယ်ဘရင်ကစာတင်ချိန်ပြက်ကွက်ပြီးမင်းသားစီလာလေလိုက်ပါတယ်ဟီဂျူကဒီအခွင့်အရေးကိုအသုံးချပြီးတင်ကန်းစာကိုစောစောပြီးအောင်လုပ်လိုက်ပါတယ်ပြီးတော့ဂျောင်ဝူကိုပါဆွဲခေါ်သွားပြီးလူငယ်ဘရင်နဲ့အတူဆော့ကစားပါတော့တယ်ပျော်ရွှင်နေတဲ့လူငယ်ဘရင်ကခြံထဲမှာရက်ထားတဲ့အနီရောင်အမိုးဖွင့်ကားနဲ့လိုက်စီးကျင်လာပါတယ်ဘရင်လေးကလည်းမညမကတောင်းဆိုနေတဲ့အတွက်ဟီဂျူကချွဲနှန်းတွင်းအမျိုးသမီးကြီးကိုသူကိုယ်တိုင်ကားမောင်းပြီးဘရင်လေးကိုအပြင်ခေါ်သွားမယ်လို့ကတိပေးလိုက်ပါတယ်ဘရင်လေးရဲ့လုံခြုံရေးကိုတေချာဂရုစိုက်မယ်လို့လည်းပြောလိုက်ပါတယ်ဂျောင်ဝူကတော့စိတ်မချတာကြောင့်သူ့ကားနဲ့နောက်ကနေလိုက်လာပါတယ်ဒါပေမဲ့လမ်းပေါ်ရောက်တဲ့အခါဘရင်လေးကကားမောင်းတာနှိမ့်လုံးနေဆိုပြီးညှဉ်းညူလာပါတယ်အဲ့ဒါကြောင့်ဟီဂျူကအရှိန်မြင့်လိုက်ပြီးကားကိုနည်းနည်းပုံမြန်အောင်မောင်းလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲရုတ်တရက် break ပြတ်သွားပါတယ်ကားကထိမ့်မရတော့ပဲအရှိန်လုံးမြန်လာပါတယ်